အားဟုတ်တယ်အဲ့ဒါဒီနေ့ကျင်းပတဲ့မေဆုပေါင်းဆက်စုကြည့်ရဲ့82နှစ်ပြည့်ဝင်းနေ့အထိမ်းအမှတ်ပွဲလေးကတွားလာကြတဲ့လူစုတွေအားလုံးတော်လိုင်းရေးတားဆိုတဲ့အားလုံးကိုရွေးထွေးစွာကြိုဆိုပါရရှင်တော်ရေးတဲ့ဝင်မယ်ဒီမှာမလဲပြန်ကောဟမ်ပြီးမြောက်အောင်အာနာရှင်စနစ်အများဆုံးပြုတ်ကြအောင် ဘယ်လိုလားစင်လဲနော် Pray for the life's not starting with that little friends ပြောင်းဆန်းစုကြည်ရဲ့ဝင်းလေးကိုအခုလို သူရဲ့ message လေးကိုအခုအရင်ဖွင့်ပါမယ် in person that's 6 years without seeing her smile hearing her voice or telling her how deeply she is loved နိုင်ငံအတွက်ဆုံးဘဝလုံးကိုရောက်တဲ့တိတ်ပိစရင်လေအမေစု